ဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးရမရှိကြောင်းစောမင်းထွန်းပြောမင်္ဂလာပါနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကဒေါအောင်ဆန်းစုကြည်ကိုပြန်လည်လွတ်ပေးဖို့အစီအစဉ်မရှိကြောင်းနဲ့၎င်းပေါ်ဆွဲဆိုထားတဲ့အမှုတွေဟာရာဇဝတ်မှုတွေဖြစ်တဲ့အတွက်တရားစီရင်လမ်းကြောင်းတိုင်းသာဆက်လက်သွားမှာဖြစ်ကြောင်းစစ်တပ်ဝါဒဖြန့်သတင်းဌာနတွေမှာပြောကြားပါတယ်ဒေါအောင်ဆန်းစုကြည်အမှုကနိုင်ငံရေးအမှုဆိုတာထက်ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ဟာတွေဖြစ်ပါတယ်လက်ပေးလက်ယူလိုဘာလို့နဲ့ဆွဲဆိုခံထားရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပြောချင်တာကတရားဥပဒေတိုင်းဆက်ဖြစ်ပါလိမ့်မယ်လို့စောမင်းထွန်းကပြောကြားခဲ့တာဖြစ်ပါတယ်။ဒီပြောဆိုချက်ကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အစဉ်တစိုက်တောင်းဆိုနေတဲ့အာဆီယံနဲ့နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကိုစစ်ကော်မရှင်ကမျက်ကွယ်ပြုလိုက်ခြင်းဖြစ်ကြောင်းနိုင်ငံရေးလေ့လာသူတအုပ်ကသုံးသပ်ပါတယ်။စစ်ကော်မရှင်ရဲ့အခုပြောကြားချက်ကမြန်မာနိုင်ငံရဲ့အကြက်အတဲပြည်လေစေမဲ့တွိဆုံဆွေးနွေးလမ်းစာကိုလုံးဝပိတ်ပင်လိုက်တာလည်းဖြစ်တယ်လို့၎င်းကပြောပါတယ်။ဒါအပြင်စောမင်းထွန်းပြောကြားခဲ့တဲ့တရားဥပဒေတိုင်းဆောင်ရွက်နေခြင်းဆိုတဲ့စကားရက်ကမတရားအကျဉ်းချခံထားတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုဥပဒေအကြောင်းအရအမှန်ကန်ကြောင်းပြသဖို့ကြိုးပမ်းနေခြင်းဖြစ်တယ်လို့တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုပြန်မလွတ်သေးပဲဆက်လက်ချုပ်နှောင်ထားတာကစစ်တပ်ကနိုင်ငံရေးအပေးယူလုပ်တဲ့ကိစ္စတွေမှာတစကန်တအုပ်ဖြစ်ဆက်လက်အသုံးချလိုတဲ့အတွက်လှုပ်ထားတာဖြစ်တယ်လို့မြင်ကြောင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကပြောပါတယ်။ဒါ့အပြင်နိုင်ငံရေးအဆွဲဆိုထားတဲ့အမှုများကိုရာဇဝတ်မှုနဲ့အာဂတိမှုတွေအဖြစ်ခေါင်းစဉ်တက်ခြင်းကလူထုခေါင်းဆောင်ရဲ့တိတ်ခါကိုချရန်ဖြစ်ကြောင်းပြည်သူနိုင်ငံရေးအင်အားစုတွေကယုံကြည်ကြပါတယ်။အာဆီယံဘုံသဘောတူညီချက်9ရက်မှာပါဝင်တဲ့သက်ဆိုင်သူအားလုံးပါဝင်ဆွေးနွေးဆိုတဲ့အချက်မှာဒေါအောင်ဆန်းစုကြည်ကိုဖမ်းထားသွင်းအကောင့်ထဲဖော်နိုင်မှာမဟုတ်ဘူးလို့နိုင်ငံရေးလေ့လာသူကပြောပါတယ်။အခုလိုစောမင်းထွန်းကလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုအပုပ်ချပြောကြားပေမဲ့လူထုက၎င်းပေါ်ယုံကြည်မှုလျော့နေသွားမှာမဟုတ်ပဲမတရားဖမ်းဆီးထားမှုအပေါ်မကျေနပ်မှုတွေပုံမမြင့်မားလာနေဆိုင်ကြောင်းလေ့လာသူတွေကပြောပါတယ်ဒါအပြင်ဗိုလ်ချုပ်စောမင်းထွန်းရဲ့ပြောကြားချက်အရစစ်တပ်က၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက်အတိုက်ခံခေါင်းဆောင်တွေကိုနေပယ်မှလုံးဝဖယ်ထုတ်ထားဖို့ဆုံးဖြတ်ထားပုံရကြောင်းနိုင်ငံရေးသမားတချို့ကသုံးသပ်ပါတယ်။စစ်ကော်မရှင်ကနိုင်ငံအာဏာကိုလူယူပြီးတဲ့နောက်ဒေါအောင်ဆန်းစုကြည်ရဲ့အမှုတွေကိုသတင်းထောက်တွေပြည်သူတွေရှေ့မှောက်မှာပွင့်လင်းမြင်သာစွာစစ်ဆေးခြင်းမရှိဘဲလျှို့ဝှက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ခြင်းကစစ်ကော်မရှင်ရဲ့ပြောဆိုချက်တွေမှာအမှန်တရားနဲ့ဝေးကွာနေကြောင်းသက်သေပြနေခြင်းသာဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေနဲ့တက်ကြွသူတွေကပြောပါတယ်။အခုလိုစစ်ကော်မရှင်ရဲ့တင်းမာရေးရည်တည်ချက်တွေကြောင့်မြန်မာနိုင်ငံအပေါ်နိုင်ငံတကာရဲ့စီးပွားရေးနဲ့နိုင်ငံရေးအရဒဏ်ခတ်ပိတ်ဆို့မှုတွေပုံမမြင့်လာနိုင်တဲ့အခြေအနေမှာရှိနေကြောင်းသုံးသပ်မှုတွေရှိတာပါဆက်လက်ပြီးဖလန်းမျိုးပြန်ရဖို့စစ်တပ်ကစစ်ကြောင်း3ခုအင်အားထောင်ကနန်းအသုံးပြုထိုးစစ်ဆင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဏာသိမ်းစစ်တပ်ကဆုံးရှုံးနေမြေတွေပြန်ရဖို့ထိုးစစ်နေရမှာချင်းပြည်နယ်မြောက်ပိုင်းမှာချင်းညီနောင်သိမ်းပိုက်ထားတဲ့ဖလန်းမျိုးကို UTP စစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်နေကြောင်းချင်းညီနောင်ဖွဲ့ဝင်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF ပြောရေးဆိုခွင့်ရှိသူစလိုင်းတီမီကဒီကနေ့ဇန်နဝါရီ24ရက်မှာပြောပါတယ်ဒီကနေ့ပြုလုပ်တဲ့ချင်းညီနောင်အတွက်ရန်ပုံငွေရှာဖွေပွဲမှာချင်းမြောင်းနဲ့ချင်းတောင်ပိုင်းစစ်တပ်ထိုးစစ်ခုခံနေရမှုအခြေအနေကိုအခုလိုအသိပေးတာဖြစ်ပါတယ်ချင်းပြည်နယ်တောင်ပိုင်းရောမြောက်ပိုင်းရောစစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေလို့ချင်းတော်လိုင်းပူပေါင်းတပ်တွေမဟာမိတ်တွေကကာကွယ်နေတယ်လို့ပြောပါတယ်ချင်းပြည်နယ်မြောက်ပိုင်းကိုစစ်ကောင်စီကနိုဝင်ဘာလဆန်းကထိုးစစ်ဆင်လာခဲ့ရာတိုက်ပွဲဖြစ်ပွားမှု3လခန့်ရှိပြီလို့ပြောပါတယ်ဖလန်ဘက်မှာဆိုလို့ရှိရင်စစ်ကြောင်းကအရင်တုန်းက2ကြောင်းနဲ့ဖလန်အနောက်မြောက်ဘက်က1ကြောင်းအရှိဘက်ချမ်းက1ကြောင်းရဲ့ဆိုပြီးတော့စစ်ကြောင်း2ကြောင်းနဲ့လာတဲ့အင်အား800ကနေ1000ကြားရှိတဲ့အင်အားနဲ့လာတဲ့စစ်ကြောင်းကိုချင်းတော်လိုင်းတပ်ဖွဲ့တွေကကာကွယ်နေတဲ့အချိန်ကာလဖြစ်တယ်လို့စလိုင်းတင်မီကပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့စစ်ကောင်စီကတိုင်းငင်ဘက်ကတဆင်စစ်အင်အား200ကျော်နဲ့ထပ်မံပြီးစစ်ကြောင်းတစ်ကြောင်းထိုးလာတယ်လို့အသိပေးပါတယ်။စကိုင်းတိုင်းကလေးမျိုးကနေစစ်ရင်ထမ်းတွေနဲ့လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကတီးတိမ်မျိုးနဲ့တိုင်းငင်ကနေတဆင်ဖလန်းမျိုးနဲ့မိုင်40ခန့်အကွာကိုရောက်ရှိနေပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့2လကျော်ကြာတိုက်ပွဲတွေမှာချင်းလက်နက်ကိုင်ပူပေါင်းတပ်ဖွဲ့ကသိမ်းပိုက်ပြီးသားနေမြေတွေကိုစစ်ကောင်စီတပ်တွေဝင်မလာနိုင်အောင်တားဆီးထားနိုင်ပြီးစစ်တပ်ကြိုးပမ်းနေတဲ့ရွှေကောက်ပွဲမဖြစ်စေဖို့တားဆီးနိုင်ခဲ့တယ်လို့အသိပေးပါတယ်။အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးမြကာကွယ်နိုင်ပြီးစစ်ကောင်စီတပ်ထံကလက်နက်ခဲယမ်းများစွာသိမ်းရထားတယ်လို့စလိုင်းတီမီကအသိပေးပါတယ်။ဖလန်းကို UTP မှာစစ်ကြောင်း3ကြောင်းနဲ့အင်အားက1000ကျော်ပေါ့နော်။အဲ့ဒီ3ကြောင်းစလုံးထွက်မယ်ဆိုအင်အား1000ပတ်ဝန်းကျင်အင်အားနဲ့စစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့စလိုင်းတီမီကပြောပါတယ်။သိမ်းပြီးသားမျိုးတွေကိုကောင်းမွန်စွာထိန်းထားနိုင်ဖို့အပြင်သိမ်းဖို့ကြံနေတဲ့တီးတိမ်ဟာကမျိုးတွေသိမ်းဖို့စစ်စင်ရေးတွေရှိနေသေးလို့ပြည်သူတွေအနေနဲ့ဆူတောင်းပေးခြင်းတော်၎င်းထောက်ဖို့ပေးခြင်းတော်၎င်းကူညီပေးနိုင်ဖို့စလိုင်းတီမီကတိုက်တွန်းထားပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီကချင်းပြည်နယ်တောင်ပိုင်းကို UTP ထိုးစစ်ဆင်လာလို့ချင်းမကွေးအဆက်နယ်မြေတွေမှာခုခံကာကွယ်တိုက်ခိုက်လျက်ရှိတယ်လို့အသိပေးထားပါတယ်။
နောက်ထပ်တစ်ပုဒ်အနေနဲ့မြင်းချက်မှာတင်ရတဲ့တိုက်ပွဲ2ကြိမ်ဖြစ်ပြီးနှစ်ဖက်ထိခိုက်မှုရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချက်မြို့နယ်မှာတင်ရတဲ့တိုက်ပွဲ2ကြိမ်ဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်မှုရှိကစစ်ကောင်စီတပ်ရဲ့ခရိုင်အချို့သိမ်းဆည်းရမိခဲ့တယ်လို့မြင်းချက် Black Tiger MPD တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ20ရက်မနက်9နာရီခန့်ကမြင်းချက်မြို့နယ်နထိုးကြီးမြို့နယ်ကြားမှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးညနေ6နာရီခန့်ထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ MPD တပ်ဖွဲ့ကဆိုပါတယ်။စစ်တပ်က Jet Fighter နဲ့တစ်ကြိမ် MI-35 နဲ့တစ်ကြိမ်လာရောက်ပစ်ကူပြီးစစ်ကောင်စီဘက်က9ဦးတည်ဆုံးကအများအပြားထိခိုက်ဒဏ်ရာရတယ်လို့ MPD တပ်ဖွဲ့ကအသိပေးပါတယ်။အဲ့ဒီစစ်ကောင်စီတပ်ထံကနေခရိုင်အချို့နဲ့ဆက်ပစ္စည်းအချို့ပါသိမ်းဆည်းရမိခဲ့တယ်လို့ MPD တပ်ဖွဲ့ကထပ်မံအသိပေးပါတယ်။အဲ့ဒီနေ့မနက်ပိုင်း8နာရီခန့်ကလည်းမြင်းချက်မြို့အနောက်ဘက်ရှိပတ္တရာကြီးရွာနဲ့လေးအိမ်နဲ့ကြီးရွာတွေကြားမှာစစ်အုပ်စုနဲ့တနင်္လာရီခန့်တိုက်ပွဲဖြစ်ပွားပြီးဗိုလ်တအုပ်ပါဝင်စစ်အုပ်စုဝင်တွေထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ MPD တပ်ဖွဲ့ကထပ်မံထုတ်ပြန်ပါတယ်။ဖြစ်စဉ်နှစ်ခုမှာစစ်ကောင်စီဘက်က10ကြီးထိခိုက်ဒေဆုံးပြီး MPD တပ်ဖွဲ့ဘက်ကရဲဘော်2ဦးကြာဆုံးပြီး14ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရဲဘော်2ယောက်မှာ1ယောက်ကပတ်တာတိုက်ပွဲမှာကြာတာစနိုက်ပါမှန်တာနောက်တစ်ယောက်ကထုံးထီတာမြင်းကြံအရှိဘက်မှာတိုက်ပွဲဖြစ်တာလို့ဘိုးမိုက်ခဲကပြောပါတယ်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေကိုတော့သတင်းဌာနကတိကျအတည်ပြုလို့မရသေးပါဘူးမြင်းကြံအရှိပိုင်းတိုက်ပွဲကို MPD နဲ့အတူဘိုးစားပျောက်ကြားတပ်ပွဲ Burmese Galleria Force တို့က၎င်းငင်းချက်အနောက်ပိုင်းတိုက်ပွဲကို MGN အညာသားပျောက်ကြားတက်နဲ့၎င်းပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာနီးကပတ်တာကျေးရွာကိုစစ်တပ်ကစစ်ကြောင်းတူမီရှို့လို့ရွာလုံးကျွတ်တိုင်းရှောင်နေရပြီးခေါင်းခွဲအုပ်စုတင်မော့တင်ရွာမှာလည်းစစ်ကြောင်းဝင်လို့ပြည်သူတွေထွက်ပြေးနေရကြောင်းဒေသခံတွေစီကသိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့စစ်ကော်မရှင်ဝင်ကြီးတွေနဲ့တာသနာရေးဝင်ကြီးဟောင်းဝင်ရောက်ရှင်ပြိုင်တဲ့ရေကြီးမဲဆန္ဒနဲ့အခြေအနေကြောင်းတင်ဆက်ပေးပါမယ်။ AR တိုင်းရေကြီးမြို့နယ်တိုင်ပွဲများအကြပြုလုပ်ရွေးပွဲပြုလုပ်မဲ့စစ်ကော်မရှင်ရဲ့တစ်ဖက်သက်ရွေးကောက်ပွဲအပိုင်း3မှာစစ်ကော်မရှင်က AR တိုင်းဝင်ကြီးချုပ်ဦးတင်မောင်ဝင်းလာဝကပြည်တော်စုဝင်ကြီးဦးမြင့်ကြိုင်နဲ့တနင်္လာရီဝင်ကြီးဟာဦးဆန်းစင်တို့ဝင်ရောက်ရှင်ပြိုင်ကြတဲ့အတွက်ရေကြီးမဲဆန္ဒနယ်မှာနိုင်ငံရေးစိတ်ဝင်စားသူများအလေးထားစောင့်ကြည့်နေတဲ့ဒေသတစ်ခုဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်ဦးတင်မောင်ဝင်းကစစ်တပ်အာဏာသိမ်းပြီးနောက်စစ်ကောင်ဆောင်မင်းအောင်လှိုင်က2021ခုနှစ်အတွင်း AR တိုင်းဝင်ကြီးချုပ်ဖြစ်ခန့်အပ်ခြင်းခံရသူဖြစ်ပြီးပြည်သူရွေးချယ်တင်မြှောက်ခြင်းမရှိဘဲ AR တိုင်းကိုစစ်ကောင်ဆောင်လူကြအချိန်4နှစ်ကျော်အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ဦးတင်မောင်ဝင်းမှာရှေးကြီးမြို့စားတီဖြစ်တဲ့အတွက်လက်ရှိ2025ရွေးကောက်ပွဲမှာကြံ့ခိုင်ပါတီအမတ်လောင်းဖြစ်ရှေးကြီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှာဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်။၎င်းအနိုင်ရပါက AR တိုင်းဝင်ကြီးချုပ်ဖြစ်ဆက်လက်ခန့်အပ်ခြင်းခံရနိုင်ကြောင်းသတင်းကြီးနေသူဖြစ်ပါတယ်။တင်မောင်ဝင်းကရှေးကြီးသားဆိုတော့သူ့ဒေသမှာပြန်ပြိုင်တာအခုကသူတို့စစ်တပ်ကထင်တိုင်းချဲလဲပြီးလှုပ်ချင်ရလုပ်နေတဲ့ခေတ်ဆိုတော့သူဦးတင်မောင်ဝင်းမဲနိုင်မှာဒါကလည်းအလုံးကြိုတိပြီးသားဆိုတော့သိပြီးထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးလို့နိုင်ငံရေးစိတ်ဝင်စားသူရှေးကြီးဒေသခံတအုပ်ကပြောပါတယ်။ရှေးကြီးနယ်မှာရွှေကောက်ပွဲဝင်တဲ့ထင်ရှားသူနောက်တအုပ်ကအာနာသိန်းစစ်ကောင်စီကလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ဖြစ်ပါတယ်။ဦးမြင့်ကြိုင်ကရှေးကြီးမြို့နယ်ပါဝင်တဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာစစ်တပ်လက်ဝေခံကြံ့ခိုင်ပါတီကိုစားပြုပြီးဝင်ပြိုင်မှာဖြစ်ပါတယ်။ရေကြီးမဲဆန္ဒနယ်မှာတတိယမြောက်ထင်ရှားတဲ့သူကသမရဦးသိန်းစိန်လက်ထက်သာသနာရေးဝန်ကြီးဟောင်းဦးဆန်းစင်ဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ဦးဆန်းစင်က2010ရွေးကောက်ပွဲမှာရေကြီးမြို့နယ်မှာအနိုင်ရခဲ့ပြီးတဲ့နောက် AR တိုင်းလွှတ်တော်ဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်ဦးဆန်းစင်လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူစဉ် AR တိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်နဲ့နိုင်ငံပုတ်တိုက်မှုနဲ့အားပြိုင်မှုတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အတွက်ကြံ့ခိုင်ပါတီရဲ့သမရဦးသိန်းစိန်ကဦးဆန်းစင်ကိုသာသနာရေးဝန်ကြီးရာထူးပေးအပ်ပြီးနှီးပြီးတော့ကိုခေါ်ယူတာဝန်ပေးရခဲ့တာပါသာသနာ့ဝင်ကြီးဖြစ်လာတဲ့ဦးဆန်းစင်ကိုငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ကြက်ခိုင်ရေးဆိုရကဖမ်းဆီးပြီးထောင်ဒဏ်73နှစ်ချမှတ်ခဲ့ပါတယ်။ရင်းနှီးသူတွေကဦးဆန်းစင်မှာရိုးဖြောင့်သူဖြစ်ပြီးနိုင်ငံမကျေနပ်ချက်တွေကိုအညှို့ထားပြီးကြက်ခိုင်ပါတီမှာရန်သူတွေကလှုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။အခုအခါဦးဆန်းစင်က2010ရွေးကောက်ပွဲကာလမှာသူနိုင်ရခဲ့တဲ့စာတီးမျိုးရေကြီးမျိုးနဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတတိပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရွှေခံရှင်ပြိုင်ခြင်းဖြစ်ပါတယ်။ရေကြီးမှာကစစ်တပ်ခေတ်ဆိုတော့ကြက်ခိုင်ရေးတွေပဲကြီးစိုးနေတာဦးဆန်းစင်နိုင်ဖို့မလွယ်လောက်ဘူးလို့ရှေးကြီးဒေသခံကဆိုပါတယ်ရှေးကြီးမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် EU ဆောင်တဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေအကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတဲ့အတွက်ကျေးရွာအုပ်စု၄စုမှာရွှေကောက်ပွဲပိုင်း3ကျင်းပနိုင်ခြင်းမရှိကြောင်းတိုက်ပွဲမရှိတဲ့မြို့ပေါ်ရက်ကွက်နဲ့ကျေးရွာတွေမှာမဲရုံပေါင်း120ခန့်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတယ်လို့သတင်းမှပါရှိပါတယ်ရှင်